အားလုံးပဲမင်္ဂလာပါဗျာ Instapay ဝေလက်မှာကျွန်တော် password ကိုဘယ်လိုပြောင်းလဲဆိုတော့ပထမဆုံးကျွန်တော် Instapay ဝေလက်ထဲကိုဝင်လိုက်ပါဗျာဒီနေရာလေးရောက်ပြီဆိုတော့ရှင်ဒီနေရာလေးကျွန်တော်အောက်မှာနေပြီးတော့ menu ဆိုတဲ့ဟာလေးရှိတာပေါ့နော်အဲ့ဒီ menu ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒီဆိုရင်ဒီနားလေးမှာ security ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာနေပြီးတော့ဒီနားလေးမှာ change password ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျာနေပြီးတော့ဒီမှာ current password ဆိုတဲ့ဟာနေရာမှာကျွန်တော်ရဲ့ password ငကိုထည့်ထားတဲ့ password ကိုဒီမှာရေးထည့်လိုက်ပါဗျကျွန်တော် password ကိုရေးထည့်ပြီးတာနဲ့ကျွန်တော်အောက်မှာ search me ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ password ကိုနေပြီးတော့ Google မှာတင်မလားတင်စစ်ထားမယ်ဆိုလို့ရှိရင် save ကိုနေလိုက်ပါဗျာနော်အဲ့မတင်ရှင်ဘူးဆိုလို့ရှိရင်မတင်စစ်ဘူးဆိုရင် no ကိုနေလိုက်ပါဗျာနော်တင်စစ်မယ်ဆိုလို့ရှိရင် save ကိုနေလိုက်ပါဒီညလေးရောက်တော့ပြီဆိုလို့ရှိရင်ကျွန်တော် Instapay ဝယ်လဲ password ဒီကျွန်တော်ပြောင်းတော့ရပြီဖြစ်ပါတယ်နော်ဟုတ်ပြီဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကုန်လုံးအဆင်ပြေကြပါစေဗျာ